Hallelujah. Amen. Hallelujah. Amen. Hallelujah. Amen. Pigera padonga social men ministry pide. Takara sinsare amyu tari le tro tenan ten kaung he lo pyo ya u sang pi pro chmo amyu tami ri ji be su taw belo ni mle so chma sinsa mi de. A cha e kha cha women ministry phit taw de. အဲ့တော့ဆိုရှင်ချက်တဲ့တန်ထွက်ဖို့မထွက်တော့ဘူးလို့ဆိုကျွန်မကြားတယ်။ဒါရှင်ရန်ကောင်းမြတ်ပါတယ်ကျွန်မကအတင်းတော်ထဲမှာပြောင်းလဲကျွန်မဘာခေါမလဲမသိလိုက်ဘူး။ကျွန်မစတရားဟောချက်တွေကိုကျွန်မမီလီကိုပို့တယ်ဘာမှ reply မလာဘူး။လက်ပူပို့တော့လေကျွန်တော်မဟုတ်ဘူးလို့သူတခါပြောပြတာ။သူပို့အောင်လဲဆိုတော့ချက်နေရစားကိစ္စမရှိဘူးလေဘယ်သူမှမပို့လေကိုကကိုပဲ ကြောင်းတော့မယ်ဆိုကြတော့ပေါ့နော်အဲ့ဒါကျွန်မစတောင်းတယ်အဲ့ချိန်မှာဆရာကကျွန်မဖုန်းဆက်တယ်ဟာလေလုယာဘုရားသခင်ဆရာနဲ့တူပါရှိကြောင်းကျွန်မတို့နေရာရဲ့ဝိညာဉ်နဲ့ connect ဖြစ်ကြောင်းကျွန်မရန်သဘောပေါက်သွားတယ်ဟာလေလုယာအဲ့ဒါဆရာကိုကျွန်မပြောတယ်ဆရာဒီလိုချီနေရှိတယ်အဲ့ဒါမီလီတော့လည်းဖျားချောင်းသွားတဲ့အခါကျသူကကျွန်မကိုပြီးတဲ့အခါမှာကျွန်မခေါ်တယ်ကျွန်မမဟုတ်တော့ဘူးတဲ့ဟဲငါခဏနောက်ချသွားပြန်ပြီလို့အခါပြီးပါမီလီမဟုတ်တော့ဘူးလို့ပြောတယ်နော်ဆိုတော့ အပြပါဘာပြောလဲဆိုငါတို့တင်းတော့မှာ computerist အရန်ဒီ network တော်တဲ့တွေအရန်များတော့နေရွာလေသွားတာလေအေးဖြစ်နိုင်တယ်ကျွန်မရွာလေသွားတယ်ဆိုတာနားလေတကယ်လို့ဘာဖြစ်တယ်ဆိုရင်ကျွန်မဘာဆိုတော့အနေငယ်ပြောစီချင်ပါတယ်လို့ကျွန်မဒီနေ့ပြောချင်တဲ့အရာတွေအများရှိပါတယ်အဲ့ဒီမှာဒီနေ့ပြောတာမတူဘူး ကျွန်မတခုတော့ဆရာမမြင်ရပါမမြင်အောင်ဟုတ်တယ်ရပြီအခင်ယေရှုရှင်မြန်ထမြောက်ခြင်းအကြောင်းရင်းခုနှစ်ချက်ကိုကျွန်မပြောပြမှာဖြစ်တယ်နောက်တစ်ခုကတော့တရှင်တော်ဝိနော်ဘာလို့ကလဲဆိုတော့ပေါ့နော်အချက်ကလေးတွေနဲ့ပဲကျွန်မတရားဟောချက်နဲ့မတော်ဘူးဘာကြောင့်လဲဆိုတော့အိတ်ပြောကုန်ကြမှာဆိုအဆရာတော့အိတ်မပြောဘူးတော့အားလုံးတတ်လှန်ထားတာဖြစ်တယ်တရားရှင်အဲ့ပြောတယ်တော့ကျွန်မပြောချင်ပါဘူးဆုတောင်းခြင်းနဲ့မပါဝင်ကြပါနဲ့လို့တခါတခါဆုတောင်းတချို့ကပြောပါတယ်ကျွန်တော်အဲ့ပြောတာမဟုတ်ဘူးတဲ့ဆရာမရဲ့ဆုတောင်းပေးတာဖြစ်တယ်တဲ့အဲ့ဒါလည်းကောင်းပါတယ်လို့အရာခုနှစ်ချက်ကိုကျွန်မပြင်ပြတော့မှဖြစ်ပါတယ်နံပါတ်1ချက်ကဘူရောဒီတဘာရီရောကတင်ပိုင်ရှင်စင်စစ်ဖြစ်ကြောင်းတက်တည်ပြခြင်းဖြစ်ပါတယ်ကဲတင်လူရကတင်ပိုင်ရှင်ဆိုတော့အခုဆိုယေရှုတွေဆိုအများကြီးပဲပေါ်လာတာဒါပေမဲ့ကျမတို့ကိုယ်ကိုယ်တဲ့တခင်ယေရှုခရစ်တော်တကယ်တင်ပိုင်ရှင်တပါးရဲ့ကဲတင်ပိုင်ရှင်ဖြစ်ကြောင်းပေါ်တက်တည်ပြခြင်းဖြစ်တယ်တမန်တော်ခန်းကြီးနဲ့36မှာကျမတို့တွေ့ရတယ်ရှင်မြန်ထမြောက်တဲ့လူတွေဆိုရှင်ဘာခေါ်မလဲလာဇရုနဲ့ရှင်မြန်ထမြောက်တာပဲနောက်ကလေးတွေနော်တခင်ယေရှုတို့ထိပြမခေါင်းတလားထဲမှာရှိတဲ့ကလေးငယ်နဲ့ပြန်ရှင်တာပဲနောက်ပြီးတော့ဇိုင်ရူရဲ့သမီးလေးပြန်ရှင်ဒါမဲ့သူတို့ကာလချိန်တာတဲ့အခါမှာပြန်တည်သွားတာဖြစ်တယ်ဒါမဲ့ကျမတို့ကိုယ်ကိုယ်တဲ့တခင်ယေရှုခရစ်တော်တော့တည်တော်လေသူနှုတ်တော်ထွက်စကားတိုင်း3ရက်မြောက်တဲ့နေ့မှာသူကရှင်ပြန်ထမြောက်တော်မူတဲ့ဖခင်ဖြစ်တယ်ဆိုတော့ကျမတို့တွေ့ရတယ်သူကဘာလဲဆိုရှင်to give proof that he is the true and only savior of the world. Kababo matu tabari tani. Kaya may shame fit and so good. That people are fit by. Now, number nit a check up on association. No? Oh, era jump by upon my association. If the Lalo has a cow not town channel. They know each other time. Nasa no time yeshudi. Susan don the Melekana. I will not Muroko. They know the Fiado Queen. Piat can be on Mudo, the people shadow to Pishwe. Piat can be a ton of Mudo, Nuro Achilaga. And Agadan Danyando Achilaga. And Nanjingo Kando. To Yeshugo. They know the Pansy. Matiado to election. The Waka and I say Pumiachadi. Toရှိတယ်ထိုကြောင့်ဒီလိုဒီလဝကတိုင်မှာကိုမြတ်သောယေရှုကိုဘုရားသခင်နဲ့ခရစ်တော်၌၎င်းအစိုးရသောအရှင်ရာ၌၎င်းခန့်ထားတော်မူကြောင်းကိုဣသရေလမျိုးသားအပေါင်းအတတ်မ
မှန်တိမှတ်ကြလို့ပေတည်းဟောလေဤတဲ့နတ်အိမ်မှာပါလဲဆိုဒီအရာနဲ့ပတ်တော့ကျွန်မကျမ်းစာကြောင်းမှာစာသင်တော့သခင်ယေရှုနဲ့ခရစ်တော်ရဲ့မတူညီခြင်းဆိုတော့ကျွန်မသင်ပေးတဲ့အခါမှာကျွန်မဒီဘက်ဒီယောက်ကအကြီးကျယ်ရင်းနဲ့ဟာလေတူတယ်ဆမ်မတူတယ်ဘယ်ချမ်းပဲကျွန်မလည်းအဲ့ class မှာသူနဲ့ကျွန်မနဲ့ပြန်ကြတာပေါ့နော်ပြန်ကြဆိုကျွန်မလည်းကျွန်မသိတာကျွန်မကြတော့တန်ရှင်းတော်ဝင်တာကျွန်မဖော်ပြတာဖြစ်တယ်ကျမ်းပိုက်ကအစကျွန်မဖော်ပြတာဖြစ်တယ်အဲ့ဒါကျွန်မပြောတယ်သူလုံးဝလက်မခံနိုင်ဘူးကျွန်မလည်းရှင်းပြတယ်ဘာလဲဆိုတော့ကျွန်မတို့အားလုံးနားရယေရှုဆုတောင်းတာတောင်းပါတယ်ယေရှုနာမနဲ့တောင်းတယ်ဆိုကဘာမှာယေရှုရဲ့အများကြီးရှိတယ်နောက်အိန္ဒိယမှာလေဆိုယေရှုရဲ့အများကြီးရှိတယ် no ယေရှုတိုင်းကခရစ်တော်မဟုတ်ရှင်ပြန်ထမြောက်တဲ့ယေရှုကမှခရစ်တော်ဖြစ်တယ်ဟာလေလုယာကျွန်တော်ဆုတောင်းတယ်သခင်ယေရှုနာမနဲ့ဘယ်တော့မှမတောင်းပါနဲ့သခင်ယေရှုခရစ်တော်နာမနဲ့တောင်းလျှောက်ပါတယ်တချို့ပြောတယ်နာဇရက်မြို့သားအဲ့ဒါတော့လောကသူမွေးတဲ့နေရာဖြစ်တယ်ကိစ္စမထားပါဆိုနိုင်လည်းကောင်းပါလေဒါပေမဲ့ကျွန်တော်ဆုတောင်းတဲ့အခါမှာခရစ်တော်စီမှာကျွန်တော်ဆုတောင်းဖို့ဖြစ်တယ်သူကရှင်ပြန်ထမြောက်ခြင်းမတိုင်ခင်မှာသူဟာယေရှုဖြစ်တယ်ဖျားလည်းဖြစ်တယ်လူလည်းဖြစ်တော်ညာလည်းပဲသူကဘာကောမလဲရှင်ပြန်ထမြောက်တဲ့အခါမှာဒီအလဲမှာရုပ်တဲ့သူရောက်လာတာတို့ omnipresent present omniscience နော်အဲ့ဒါကြီးအားလုံးကတခါတည်းသူ့စီမှာရှိတယ်။သူဘိတ်တိတ်ရရှိတယ်။ဒီအားကြီးသူဘိတ်တိတ်တာဖြစ်တယ်။ဟာလေလုယာ။ထိုယေရှုကိုကျွန်တော်တို့ယေရှုခရစ်တော်ကျွန်တော်တို့နှလုံးသားထဲမှာတကယ်ပိုင်ဆိုင်တဲ့အခါမှာသူဘိတ်တိတ်ကိုကျွန်တော်စီမှာရှိတာဖြစ်တယ်။ဟာလေလုယာ။ကျွန်တော်တို့တာမန်လို့အားကြောင့်သားတို့သမီးတို့တာမန်လူတယောက်လို့မလှုပ်ရှားကြဘူးကျွန်တော်မိတားရခံခြင်းနဲ့။ဘာကြောင့်ဆိုခရစ်တော်ရှိတဲ့အခါမှာခရစ်တော်နဲ့အတူကျွန်တော်ဆန်တော်သူဖြစ်တယ်ခရစ်တော်နဲ့အတူထမြောက်တော်သူဖြစ်တယ်ဆိုနားလေဘုအမတမလိုအပ်တာဖြစ်ပါတယ်လို့နံပါတ်1အနေနဲ့ဆိုရှင်ကိုရောဒီခရစ်တော်စင်စစ်ပြုကြောင်းယုံကြည်ကိုးစားသောသူတို့အားထင်ရှားတည်ပြခြင်းဖြစ်တယ်ယောမအခန်းကြီးလေး24-25မှာသူကိုနဲ့ကဒီသူ့ကိုယုံကြည်တဲ့လူတွေအားလုံးကိုသူဟာခရစ်တော်စစ်ဖြစ်ပါတယ်ဆိုတော့သူရှင်ပြန်ထမြောက်ခြင်းအလားထမြောက်တာမဟုတ်ငါခရစ်တော်စစ်ဖြစ်ပါတယ်လို့သူသက်သေပြတာဖြစ်တယ်။ဒီထမြောက်ဖို့ဆိုရှင်ဒီနေ့ကျွန်တော်တို့ဒီခန်းထဲမှာဘယ်သူမှမရှိဘူး။သခင်ယေရှုခရစ်တော်ရှင်ပြန်ထမြောက်လို့ကျွန်တော်တို့ဘုရားကျောင်းနေရှိတာဖြစ်တယ်။အာမင်။နောက်တော့ကျွန်တော်တို့ဘုန်းတကယ်နေဆိုတာနော်ဒီကမွေးချင်းခံရတယ်ဆိုတာရှင်ပြန်ထမြောက်ခြင်းမရှိဘူးဆိုရင်ဒီကမွေးချင်းဆိုမရှိဘူး။ရှင်ပြန်ထမြောက်ခြင်းရှိလို့တာကျွန်တော်တို့ဒီဒုတိယမွေးချင်းခံရတာဖြစ်တယ်။အမေစီကအမေဝန်းထဲကနေထွက်လာတယ်တခါမွေးတယ်နောက်နှုတ်ကပတ်တော်ယေရှုခရစ်အပြင်ကျွန်တော်တို့ယရမရှင်ဖြစ်ယုံကြည်လက်ခံတဲ့အခါမှာကျွန်တော်တို့ဒုတိယမွေးချင်းခံရတာဖြစ်တယ်ကျွန်တော်တို့ခရိယန်ဖြစ်လို့တာမန်ခရိယန်တယောက်ကဒုတိယမွေးချင်းခံရတာလို့မဟုတ်ဘူးကျွန်တော်တို့ဘာသာရေးနဲ့ခရိယန်မဖြစ်ဘူးကျွန်တော်တို့အဲမှာခရစ်တော်ရှိမှဘယ်မီနီယာဘယ်တော့ခရစ်တော်ရှိလို့ရှင်ဘုရားတကယ်မျက်မှောက်တော်မှာသူနဲ့ကျွန်တော်တို့တစ်ဆက်တည်းဖြစ်တာဖြစ်တယ်ဟာလေလုယာကျွန်တော်တို့အဲမှာကျင့်ဝတ်တဲ့ဘုရားရှိဖို့ငါတို့အကျိုးအလုံးငါရေးထားတည်းတဲ့ငါတို့သခင်ယေရှုကိုတည်ခြင်းမှာထမြောက်စေတော်မူသောသူကိုငါတို့ယုံကြည်တယ်သူယုံကြည်ခြင်းအဖြစ်ငါတို့ဖြောင့်မတ်ခြင်းလို့မှတ်တော်ခုနကတော့ကျွန်တော်တို့ပြောယေရှုခရစ်အဖြစ်ကျွန်တော်တို့ဖြောင့်မတ်တော်သူဖြစ်တယ် okay right ကျွန်တော်တို့ဝန်ခံတဲ့ယေရှုခရစ်အဖြစ်ကျွန်မဆိုရှင်ကျွန်မဆုတောင်းပြီးတဲ့လူတွေအားကျွန်မမိသားစုတို့ကျွန်မဆုတောင်းကျွန်မအမြဲတမ်းဝန်ခံတယ်အခုလည်းတူတူဝန်ခံရယေရှုခရစ်အဖြစ်ကျွန်တော်ဒီဖြောင့်မတ်တော်သူဖြစ်တယ်ကိုကမဖြောင့်မတ်ဘူးနော်ယေရှုခရစ်အဖြစ်ဖြောင့်မတ်တော်သူလို့တတ်မှတ်တော်သူဖြစ်တယ်ဒီနေ့တော့ယေရှုခရစ်အဖြစ်ကျွန်တော်ဒီဖြောင့်မတ်တော်သူများဖြစ်ကြတယ်အာမင်အာမင်ဟောနဲ့ကိုမဖြောင့်မတ်ဘူးကိုလည်းသိတယ်ငါအပြစ်များရှိတယ်လို့ကိုအပြစ်ဘာဘယ်လောက်ကိုအပြစ်ကြီးတယ်ဆိုတာကိုနဲ့ဖခင်ပဲသိတာဖြစ်တယ်ဒါမဲ့ယေရှုခရစ်ကိုကယ်တင်မရှင်နဲ့ယုံကြည်တဲ့ခံတဲ့အခါမှာပြင်းပြဒီအလုံးငါကားတိုင်းယူသွားမယ်နော်တားရဲ့သမီးရဲ့သူယူသွားတယ်ယူသွားတော့ကိုစီမမရှိတော့အဲ့ဒါကိုမိသွားပြီးတစ်ချိန်တော့အပြစ်လည်းဘူးဒီပဲကျွန်တော်တောင်းတာရှိတယ်တကယ်တော့ယုံကြည်လက်ခံတယ်ကိုရဟာကျွန်မအပြစ်တွေအလုံးယူဆောင်တော့ပြီဆိုပြီးနားလေသဘောပေါက်တယ်ဆိုရင်
ကျမတို့မှာအပြစ်မရှိတော့အပြစ်မရှိတော့သူဒီအပြစ်ဆက်လို့ရမဟုတ်ပြန်ကျမတို့ငါတို့အပြစ်လို့တော့ဘယ်ချိန်မှဘာလို့အပြစ်လို့တယ်မဟုတ်ဘူးနောင်တနဲ့မပြောင်းလဲတော့နောင်တနဲ့ကျမတို့သွားမယ်သူတွေဖြစ်ပါတယ်ရပင်ဖျားရှင်နားလေတဲ့အခွင့်ပေးပါစေနံပါတ်3အချက်အနေနဲ့ကိုရောဒီရှင်ကြီးနဲ့တေခြင်းကိုစိုးပိုင်တော်ရှင်ဖြစ်ကြောင်းထင်ရှားစေခြင်းဖြစ်တယ်သူရှင်ပြန်ထမြောက်တာဘာကြောင့်လဲဆိုတေခြင်းဆိုတဲ့ငါပိုင်တယ်ရှင်ခြင်းဆိုတာလည်းငါပိုင်တယ်ဆိုတာကိုသူတသိပြခြင်းဖြစ်ပါတယ်ယောမ14အငယ်9မှာရှိပါတယ်အကြောင်းမူကားခရစ်တော်သည်တည်တော်သူကို၎င်းရှင်တော်သူတို့ကို၎င်းအစိုးရတော်အရှင်ဖြစ်လို့သောငါအသေးခံ၍ခံပြီးမှအသက်ရှင်ပြန်တော်မူ၏အာမင်ဟာလေလုယာသူကတည်ခြင်းနဲ့ရှင်ခြင်းပိုင်တော်သူဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ယုံကြည်လက်ခံပြီးတော့ကျွန်တော်တို့ရရှိပိုင်ဆိုင်တဲ့အခါမှာကိုတော်ထမြောက်တဲ့နေ့တူကျွန်တော်တို့တတိယပြန်ထမြောက်မဲ့လူတွေဖြစ်တယ်အားလုံးကထမြောက်မဲ့အခုကျွန်မအဲ့ဒါဖက်ရင်ဖက်နေစက်သိမ်းဝင်းရင်တောင်ထားတယ်ရုပ်ကြီးမပြောင်းလဲဘူးတဲ့အားလုံးတူတူ तू ကစမဟောင်းနူ तू ကနမ तू ကချင်းအကုန်လုံးသိရတယ်တဲ့ဒါမဲ့ကျွန်မတို့ရဲ့ sense ကျွန်မတို့ရဲ့ခံယူချက်တွေအရန်လုံးဝပြောင်းသွားတယ်အရန်ဖြူစင်သွားတယ်ကျွန်မတို့လုံးသားဖြူစင်တဲ့လုံးသားဖြစ်သွားတယ်ခန္ဓာကိုယ်လည်းဖြူစင်တဲ့အသက်တာဖြစ်သွားတယ်ရှင်ပြန်ထမြောက်တဲ့သူဖြစ်သွားတဲ့အခါမှာဟုတ်ပြီနံပါတ်4အနေနဲ့ယေရှုသည်မိနာမအားနာမတကားတို့ဖြင့်အလွန်ကြီးမြတ်သောဝိနာမကိုချီးမြှောက်တော်မူကြောင်းထင်ရှားစေခြင်းဖြစ်သည်ဖိလိပ္ပိ1:10မှာဘာပြောလဲဆိုတော့ကျမတို့တခြင်းဆိုတဲ့အခါနာမတကားတို့ထက်ဗါလဲချီးမြှောက်မယ်နော်အဲ့ဒါကျမ worship မှာမြင်တဲ့နာမတကားတို့ထက်ကြီးမြတ်တဲ့နာမဖြစ်တယ်ဘုံတမရဒီတမရီဒီဟိုဘာလဲအခုကျမတို့အရန်သဘောကျတဲ့ခေါင်းဆောင်ကြီးတွေနာမနဲ့မဟုတ်ဘယ်ပါစာရဲ့နာမနဲ့မဟုတ်ဘူးဘယ်အပိုစတာရဲ့နာမနဲ့ယေရှုနာမတော်မြတ်တယ်နာမတကားတို့ထက်သူဘယ်လိုချီးမြှောက်ကြလဲဆိုရှင်သူနာမတကားတို့ထက်ချီးမြှောက်ပြီးတော့ဘာဖြစ်တယ်လဲခရစ်တော်ဖြစ်သူနာမကိုချီးမြှောက်တာဖြစ်ပါတယ်တာမမဟုတ်သူတို့လူကြီးကောင်းငါခဏနဲ့ပြေဆုံးတယ်အတေခံခြင်းကမဟုတ်လေဘောကတိုင်မှာအသေးခံခြင်းတက်အောင်အစီခံကျွေးကိုသိချတော်မူသူကြောင့်ရခင်ဒီကိုရောကိုအလိုချီးမြှောက်၍ဝိနာမတကားတို့ထက်ကြီးမြတ်သောဝိနာမကိုပေးသနာတော်မူ၏အကြောင်းမူကားကောင်းကင်တရဝါမြေကြီးတရဝါဒီကြောင့်လည်းရှိသောတရဝါဒီဟုသောခတ်သိမ်းသောတရဝါတို့သည်ယေရှုဝိညာမတော်ကိုဒီထောက်ရဲ့ယေရှုခရစ်သည်သခင်ဖြစ်တော်မူဟုနှုတ်ဖြင့်ဝန်ခံသဖြင့်ခမည်းတော်ဖခင်ဘုံထင်ရှားစေမည်အကြောင်းသည်ယေရှုခရစ်သည်သခင်ဖြစ်တော်မူယေရှုသည်သခင်ဖြစ်တော်မှာမဟုတ်ဘူးရှင်ပြန်ထမြောက်တဲ့အခါကျမှယေရှုခရစ်တော်အရှင်သခင်ဖြစ်တာဖြစ်တယ်ဟာလေလုယာသူရှင်ပြန်မထမြောက်ဘူးဆိုရင်ကျမတို့လိုပဲယေရှုပဲခိုင်ပြီးနုပဲခိုင်ပြီးပါပဲနော်လူလက်မဒါပဲဖြစ်မှာဒါမဲ့ရှင်ပြန်ထမြောက်တဲ့အခါကျမတို့လည်းတနေ့ကျရင်ကျွန်တော်ရှင်ကိုရိုနဲ့တို့ရှင်ပြန်ထမြောက်တဲ့အခါမှာကျမတို့လည်းသူဝိညာဉ်မောကျမတို့ထဲမှာသူထားရရှိတာဖြစ်တယ်ဟာလေလုယာနံပါတ်5မှာဆိုရှင်ဗာလဲဆိုရှင်ဘုရားသခင်ကိုယုံကြည်သူများထဲအရှင်တော်ဝိညာဉ်တော်ပြေဝနိုင်မဲ့လမ်းကိုပြင်ဆင်ညွှန်းလောင်းပေးခြင်းဖြစ်တယ်ညွှန်းလောင်းလာဖြစ်တယ်တော့တမန်တော်ဝတ္ထုအခန်းကြီး23မှာပြောထားပါတယ်ထို့သောဘုရားသခင်၏လက်ရာတော်နဲ့ချီးမြှောက်တော်မူသဖြင့်ထိုသခင်၏ဂရိတော်နဲ့ရှင်တော်အရှင်တော်ဝိညာဉ်တော်ကိုခမည်းတော်ဌာနခံပြီးဖြစ်၍သင်တို့ဤမြင်ကြားရသောကိုညွှန်းလောင်းတော်မူတယ်တိမြင်ရတဲ့အရာကိုကျမတို့ရတဲ့ Emmanuel နော် Emmanuel ဘုရားသခင်အတူပါရှိခြင်းအဲ့လောက်နဲ့ကျွန်တော်ကျင်းတဲ့နှစ်သိမ့်ဖို့မဟုတ်ရှင်ပြန်ထမြောက်တဲ့အတွက်ကြောင့်ကျွန်တော်တို့ဒီ God with us မို့ God ဒီမှာ inside us ဘုရားသခင်ကျွန်တော်တို့အထဲမှာဂိမ်းဝတ်တော်မူဖို့ဖြစ်တယ် Hallelujah ကျွန်မဘီနာမှာရှိသလောက်နဲ့မဟုတ်ဘူးကျွန်တော်တို့ထဲမှာခရစ်တော်တည်တယ်ဆိုရှင်ကျွန်မတို့မကောင်းတာဘာမှ
မလုပ်ရဲဘူးအဘင်းကျမတို့နားမှာရှိတယ်လို့ထင်လောက်တဲ့အခါမှာကိုတော့ခဏနေအောင်တော့ကျွန်တော်ဟိုဘက်ခဏသွားလိုက်အောင်မယ်ကိုတော့မစ္စည်းမိတ်ထားတော့ကျွန်တော်ထားလို့လိုက်အောင်မယ်ကျမတို့ပြောနိုင်တယ်ဒါပေမဲ့ကျမတို့ထဲမှာကိုတော့ရှိတယ်ဆိုတော့ကျမတို့နားနေတဲ့အခါမှာမကောင်းတော့ကျမတို့မလုပ်ရဲတော့ဘူးမလုပ်နိုင်အောင်လည်းဘုရားတကယ်ကျမတို့ထိန်ချုပ်ထားတာဖြစ်တယ်ဟာလေလုယာအာမင်ဟုတ်ပြီယောမနံပါတ်6ကိုကျမတို့မြန်ဆန်ဆန်တော့မယ်ယေရှုခရစ်တော်နဲ့အသက်ရှင်ပြီးလက်လျှောက်တော်သူတို့ဟာဂျေဇုတော်ငါဆက်ခွန်မှာ ထိုမှတပါလူတ တ ယော ယော က် က်ဒီပြမသောကြောင့်သူတယောက်ကိုဘာဖြစ်တေးခြင်းတရားဒီအစိုးရဂျေဇုတော်ရဲ့ကျေဝခြင်းကို၎င်းပြပရာတို့တွင်ပြတော်မူခြင်းကို၎င်း ခံရတော်သူသည် တရားတော်ဒီဟူသောယေရှုခရစ်အပြင်အသက်ရှင်တဲ့တာ၍ဆုံးဆိုင်ရတာဟာလေလုယာဖျားရှင်ဟာကျမတို့ကိုတကယ်ပဲယူယူတတ်တတ်ချစ်တာမို့တကယ်ကိုအသက်ပြီးကားနိုင်ကိုဘယ်သူတက်မလဲအမှန်တကယ်ဆိုကားနိုင်တက်တဲ့အခါမှာပုံတော်ထဲမှာလှအောင်တာနိုင်ရပိုင်းနဲ့ဖုံးထားတာသူ့ကိုလုံးကြည့်နဲ့တင်ထားတာနော်ဘယ်သူတက်ရဲမလဲကိုจับတဲ့ရဲမလားမတည့်ဘူးမတည့်ဘူးဘယ်အောင်ချစ်ပါရဲ့ဆိုတဲ့လူတွေဘယ်သူမှမတည့်ဘူးဝါရှိမှာပါတဲ့လူတွေတက်ခိုင်းမယ်ဘယ်သူမှတည့်ရဲမှာမဟုတ်ဘူးကျမတို့အတင်းတော်လူကြီးတွေပါကျမတို့ပါစာပြီးအမှုတော်ဆောင်ပြီးမတည့်ရဲဘူးဒါပေမဲ့သူကကျမတို့အားလုံးကကိုစားတက်လိုက်တာဖြစ်တယ်ကျမတို့ရဲ့အပြစ်တွေအားလုံးကျမတို့ဘာကောမလဲခန္ဓာစိတ်ဝိညာဉ်တချို့ကျတော့ကြည့်လိုက်လို့ရှိရင်အရန်ကိုဖြောင်းရတဲ့ပုံစံလေးနဲ့တင်းပြိုးလေးဒါပေမဲ့အဲမှာကောက်ချစ်စင်းလဲတဲ့အရာတွေအများကြီးရှိတယ်ဒါတွေအားလုံးလည်းဘုရားသခင်မြင်တယ်ကိုကမမြင်ဘူးတကယ်ချင်းနဲ့မမြင်ဘူးမိဘတွေမမြင်ဘူးဒါပေမဲ့ဘုရားသခင်မြင်တယ်ဒါတွေအားလုံးလည်းငါခွင့်လွှတ်ပါတယ်ဟာလေလုယာကျမတို့ရဲ့မှားခဲ့တဲ့အရာကာယကံဝစီကံမနောကံကျမတို့မှားခဲ့တဲ့အရာတွေအားလုံးခွင့်လွှတ်ဘုရားဖြစ်တယ်ကျမတို့အမြင်မှာအရက်တောက်တဲ့လူပဲအပြစ်ရှိတယ်လို့ထင်တယ်ဘယ်အရက်တောက်တဲ့လူထက်တောင်မှစိတ်ထားကောက်ချစ်စင်းလဲတဲ့လူကပူတော်မှဖျားမျက်မှောက်တော်မှအရင်ရှိတယ်ဒါကိုကျမတို့နားလည်ဖို့တခါလဲဆိုငါအပြစ်ရှိတယ်တဲ့ငါဘာမှငါမွေးစီဝါရဲ့ကြုံဖြစ်တယ်မဟုတ်ဘူးအဲ့ဒီလွတ်နိုင်တာဖျားသခင်ကလွတ်မြောက်တဲ့လမ်းပေးနိုင်တဲ့အရှင်ခုနတော့ဆရာကျမတို့တောမှာလမ်းဖောက်ပေးတဲ့လမ်းဖျားသခင်ငါမွေးစီဝါဆွေးနေတယ်ငါမလွတ်နိုင်တော့ဘူးလို့ထင်တဲ့လူတွေတောင်မှဖျားသခင်လမ်းဖွင့်ပေးတာဖြစ်တယ်ဟာလေလုယာအာမင် next ကျမတို့တော့မယ်ခုနေ့ကပါလဲဆိုရင်ရှင်ပြန်ထမ်းမြောက် ယုံကြည်သူတိုင်းရဲ့ တိုင်းအတွက်ကောင်းကင်ဘုံ၌ပြင်ဆင်သူထားတော်မူသောအမွေတော်အာရရှိခံစားနိုင်ရန်အာမခံချက်ပေးတယ်ကိပေ73ငါဖျအောင်အသက်ရှင်ခြင်းနဲ့ဆက်ဆိုင်သောမျှော်လင့်ခြင်းအကြောင်းရှိစေခြင်းကပောက်ပြန်ခြင်းရည်စွန်းခြင်းညွှန်းခြင်းနဲ့အင်းစင်သောဝေတော်ကိုငါတို့ဒီခံရစီမဲ့အကြောင်းယေရှုခရစ်ကိုတည်ခြင်းမှာခါလက်ဆုံးတော်ဒီလိုတော့ဒီလိုနဲ့ငါတို့ကိုတပံဖြစ်သွားစေတော်မူသောငါတို့ရဲ့ယေရှုခရစ်ခမည်းတော်ကိုဘုရားသခင်မိန့်လာရှိတော်မူစေတည်းကျမတို့ဒီအခုဆိုရှင်ပထမဆိုအင်ချောက်ထဆောက်တယ်နော်ဟုတ်တယ်နော်ပထမဆောက်တယ်ပိုက်ဆံနေပြီးပြီလားဘယ်လိုလဲရန်ကုန်ကိုဖုန်းပြန်ဆက်လိုက်နောက်တော့ဒီလိုအချီနေတယ်ဒုက္ခပါပဲဒါတွေအကုန်လုံးဈေးတက်ကုန်လို့ဘီလက်မရလည်းဈေးတက်တယ်ကြောက်ဆက်တဲ့တရားလည်းရှိတက်တယ်ဝါဈေးတက်တရားဈေးတက်ဆိုတော့ပထုံတို့အိမ်တော်မှာအချိန်မီပြီးပါမလားမသိဘူးဒီနေ့တွဲမှာသဘောကိုပြောပြတာဆိုတဲ့အခါကျတော့ကျမတို့ကျတော့ကောင်းရဲ့နိုင်မှန်ကျတော့ကျမတို့ပူစရာမလိုပဲနဲ့ဟာလေလုယာအခုကျမအိမ်မရှိဘူးကျွန်တော်အိမ်မရှိဘူးတက်တဲ့မှစောက်ပြီးလားစောက်ပြီးပြီပြီးတော့လားအချာအချိုးကရအောင်အချိုးကရမှာကိုယ်တည်းကတော့ပြီးတော့ပြီစသည်ဖြစ်မို့တော့စောက်တဲ့လူရှိတယ်မစောက်တဲ့လူရှိတယ်ဒါဒီအားလုံးကမတကဒရုန်းတခုခုချိလို့ရှိအကုန်လုံးအမောဖြစ်သွားနေတာလေအမေဘာမှအာမခံချက်မသူတို့ပြင်ကျော်မြန်မာနိုင်ငံသားမှာဘာအာမခံချက်မရှိတဲ့ယူအလုံးကိုပြချနိုင်တဲ့စွမ်းတတ်တည်နေရှိသူများတက်တယ်ကျွန်တော်တောင်ပေါ်သားတွေဆို
အိမ်တလုံးဆောက်ဖို့အတွက်တိုင်းတိုင်းကိုနှစ်ပေါင်းများစွာဆူဆောင်းရတယ်။ကြိုင်ခင်းကိုနှစ်ပေါင်းများစွာဆူဆောင်းရတယ်။အမိုးအတွက်ထုတ်တန်းအတွက်အန္တနာယနေအတွက်ပရင်ပေါက်ကြီးပေါက်နဲ့အတွက်ပရာတကားကြီးပေါက်နဲ့အတွက်ကျမမေဆိုကြာကြီးဆူဆောင်းတယ်ကျမသိတယ်။အဖေဘာလို့မှလဲအဲ့ဒါလေးတဲ့မလုံနဲ့တဲ့နေမဲ့ပင်မနဲ့အမေခိုးပြီးတော့လက်သမားတွေကိုအပ်တယ်အဆက်ရှင်းတယ်လို့အပ်ပြီးတော့မှဂူရောင်ထဲမှာအသားလေးတင်ထားတယ်ပြောရှင်အမျိုးကားကြုံလာပြီဆိုဒီငါ့အိမ်ကိုဖလောင်းကနေနော်ငါအိမ်ကိုဒါလေးတည်ပေးပါနေပုဆူဆောင်းတော့တနည်းလောက်ကြတဲ့အခါမှာအမေနောက်ထပ်အိမ်အပေါ်ကိုထပ်တက်တာဖြစ်တယ်ကျမတို့ကအိမ်တလုံးရဖို့အတွက်အမတန်အခက်ခဲအောင်သူများအိမ်ကိုလည်းအကုန်လုံးချီဖြတ်လိုက်တယ်ကျမတို့ရှုမဝကြည့်လုံးမဝတဲ့ရင်သွေးတွေအားလုံးကိုလည်းအရှင်းလက်နဲ့တတ်တာနေနေတာမဟုတ်ဘူးဒါပေမဲ့ကောင်းဝင်ပုံကိုကျမတို့ဖျားသခင်စောက်ပေးတဲ့အိမ်တော်မှာလူလေသေးသမျှအကုန်လုံးပြည့်စုံတဲ့နေရာဘုရားရှင်ပြင်ဆင်ထားတယ်လို့ပြောပါတယ်ဟာလေလုယာကျမတို့အတွက်မောစရာမရှိတော့ဘူးခရစ်တော်သားခင်ဗျားမှာပိုင်ဆိုင်ကြည့်ခင်ဗျားတို့အကုန်လုံးအစင်သင်ပြင်ဆင်ထားတယ်ကျမပြောတယ်ကျမခင်မွန်တော့ကျမပြောဘာလို့ဖနာနေဟခါရီမီဇိုဒီဟာလို့တင်းချင်ကိုအကြီးကျယ်ပြင်ဆင်ကြတယ်လို့သူညီမဆိုရင်အဖေတင်းချင်ကိုဒီနေ့ကျမပြင်ဆင်တာတဲ့ရူဘီဖြစ်မှာပေါ့နော်ရူဘီတသိန်းကုန်သွားတယ်တဲ့ကျမတနေကုန်အိမ်မှာတွားငိုတယ်ကျမယောက်ျားပြောတယ်နင်ညီမပြောလိုက်အဖေအိမ်မှာရှိနေဆိုငါတို့လည်းလျင်ငါပြီးတော့မှအားလုံးကဘာအချက်ချနေငါတို့လာခဲ့မယ်အဖေတင်းချင်မှာငါတို့လည်းလာငိုမယ်အဖေတင်းချင်အဲ့ရှိတယ်ဆိုရှင်တော့ဝန်းနေဆက်ရန်ကောင်းပါပဲခင်ဗျာဖေ priestly ထက်ကြတဲ့တခါကောင်းဝင်တော့ဘုံရောက်သွားပြီးဥစားယူအဲ့ဒါရုပ်ကလည်းမိကြီးနဲ့လှုပ်ထားတဲ့ဟာဘာလို့ကောင်းလို့ရမှာလဲကျမမောင်လေးကပြောတယ်အဖေမေတို့တင်းချဲအကိုကြီးရဲ့တင်းချဲတော်အချင်းနေစိုးနေပဲအမကျွန်တော်ပြင်ဆင်ရမလားနင်ကဘာတော့လုပ်မှာလဲလို့နင်တယောက်ချက်ပြင်ဆင်နေတယောက်လည်းအစ်စ်ပြန်ဖြစ်မှာဘောလို့အမေတော့မြေဖြစ်သွားပြီကောင်းဝင်ဘောကနေခြေစိုးမတင်ဘူးနင်ကိုတင်းချဲနေပါရင်မလုပ်နဲ့ဟာလေလုယာကျမနောက်ဆုံးဆိုရှင်ကျမဒီအသက်ရှင်နေတဲ့အချိန်မှာပဲတန်ဖိုးရှိတာတည်သွင်းဘာတန်ဖိုးမရှိဆရာထောင်းလည်းပါပြောရဲဆိုငါကူတဲ့ပုတ်တည်သွားလို့ရှင်ငါပြီးလို့ရတယ်တဲ့လူကြတော့တည်သွင်းလူပြီးလို့မရဘူးအဲ့ဒါမှအရမ်းမှန်တယ်ကျမတို့ကတည်ပြီးဆိုရှင်ကလေးငိုလိုက်ကြတာကြီးဆုံးကောင်းဆုံးပုတ်ပြီးတော့ငိုလိုက်ကြတာဒါမဲ့အဲ့တည်တဲ့လူနဲ့အတူတူနေပါတော့ဘယ်သူမှမနေနိုင်ဘူးတရက်နေ့ရက်ဆိုလို့ရှိရင်အယုတ်ကပြောင်းလာတယ်မင်းနန်းလာတယ်ဘယ်သူမှသူ့နားတော်မကတ်ချင်တော့အခုကျမတို့ကတကယ်ဗမာစကားပုံအရမ်းလာတယ်နော်အပုတ်ကောင်ရုပ်ဆောင်ကျမတို့နှခမ်းနေဆိုကျမခုထားဆိုလို့ရှိရင် US ကနေပြီးတော့လက်ဆောင်ယူလာပြီးတဲ့နှခမ်းနီးဘုံဝင်နေဘူးကလက်ဆောင်ပြီးတော့လားဘာသာသမင်းဆိုင်တယ်မကြွဘူးပေါ့ဘာလဲယောက်ျားမနှမ်းလို့နိုင်ရင်လည်းမကြွဘူးတဲ့နိုင်ရင်လည်းမကြွတဲ့သမင်းဆိုင်တယ်မကြွတဲ့နှခမ်းနီးလို့ပြောပါတယ်ကျမတို့ကျေးဇူးတော်ကြောင့်အနားလည်းမခံရဘူးစားရင်လည်းဘာမကြွဘူးတကယ်ကျေးဇူးတော်ခံစားပါဆိုလိုတာကျမတို့ဒါတွေကရုပ်ဆောင်နေတာတည်သွားကြည့်ပါလားမလဲအခုချစ်ပါတယ်ဆိုပါအကြီးကျယ်ကိုမက်ဆပ်ပြနေတဲ့လူတွေတောင်မှတည်သွားကြည့်ပါလားနေ့ရက်ထပ်ပို့ပြီးမချစ်နိုင်ဆိုလိုတာကကျမတို့ချစ်ချင်းမေတ္တာတွေခရစ်တော်နဲ့ပဲဖြစ်ရဟာလေလုယာကျမတို့ဒီထာဝရအသက်ကိုရရှိပြီးတော့မှကြောင်နဲ့တယောက်ထာဝရချစ်တယ်ဆိုရှင်အပြစ်မမြင်ဘူးနော်နေငါ့ကိုအဲ့လိုပြောလိုက်တာနေငါဒီလိုဆိုလိုက်တာနေငါကြည့်တဲ့မျက်လုံးကိုကနေငါထင်သေးတဲ့မျက်လုံးစိတ်ထဲမှာတလုံးလုံးခံစားရတဲ့ဇာတိဖြစ်တယ်ဟာလေလုယာကျမတို့ဝိညာဉ်ပဂတိနဲ့တယောက်နဲ့တယောက်ချစ်ချင်းမေတ္တာနဲ့နားလည်တယ်ဆိုရင်တကယ်ဝိညာဉ်နဲ့ချစ်တယ်ဆိုရင်နှုတ်ကပတ်တော်ဘာရဲ့အိမ်နိုင်ငံကြီးတို့ခဏနာတရားဟောချက်လေးနားထောင်လိုက်ငါအဲ့ဒါလေးနားထောင်ပါနောက်ဟိုတချင်းမချင်းနဲ့နားထောင်လိုက်ပါအဲ့ဒါလေးလည်းငါနားထောင်ပြီးပြီအဲ့ဒါချစ်လို့ပြောတာဖြစ်တယ်သူစိတ်ဆွေးလည်းပြောမှာပဲဘာကြောင့်လဲချစ်လို့တကယ်ချစ်လို့ပြောတာငါတယောက်တည်းကောင်းတဲ့နိုင်ငံမှာတရဖူတွေအများကြီးရတော့ဒီဘာမှမရတော့ကြောင်ထဲမှာထိုင်မှာဆိုတော့ကျွန်တော်သူပြောနေတာဖြစ်တယ်သူစိတ်ဆူလိုက်
မကိစ္စဘူးဟာလေလူမနဲ့ကျမတို့ကတော့ပွက်စစ်ပြောမှာပဲသူတို့နေရာတော့ပြောလို့ရှင်ကျွန်တော်တို့အဖွေရောဒီအနေဖွေကတော့ကျွန်တော်တို့ရှုံးသွားတယ်ကျွန်တော်နေရာအတင်းတော့ကျွန်တော်တို့ကိုဟိုဘာလဲတုံပြီးပေါ့နော်ဆက်ဗတ်ရင်ကောင်းမယ်တဲ့ငါတို့နေရာကိုတဲ့ဒါသူရဲ့ခံယူချက်နော်အဲ့ဒါကျမတို့နံပါတ်9ပြီးတော့ရနော်ခုနှစ်ပြီးတော့ရနော်ဟုတ်ပြီနောက်တစ်ခုကဘာလဲဆိုကျမတို့ဒါဆိုရင်တန်ရှင်းတော်ဝိညာဉ်တော်ပြုတ်တဲ့အရာတွေကိုလည်းကျမတို့ဒီရှစ်ချက်ကလေးကိုကျမတူလေးပြောချင်ပါတယ်ရှင်းအောင်16ခွန်8ကိုတစ်ချက်လောက်ယောဟန်16ပုံရှစ်ဟုတ်တယ်ခုနှစ်ရှစ်မှာဘာပြောထားကြလဲဆိုလို့ရှင် तू ကငါမန်ကသုတိကငါတိုးနေတင်တို့အကျိုးရှိနေမယ်အကြောင်းမူကားငါမတိုးနေဥပဇေဆရာတွေတင်တို့စီတို့မလာငါတိုးနေသူကိုတင်တို့စီတို့ငါစီလို့မယ်ဥပဇေဆရာတွေရှောက်လာရင်ဒုစရအဖြစ်ကို၎င်းအဖြစ်ကင်းခြင်းကို၎င်းအဖြစ်စင်ခြင်းကို၎င်းလောကီသားတို့အထင်ရှားစွာပြတော်မူမည်ဟာလေလုယာရှင်ပြန်ထမြောက်ခြင်းရှိမှသာလေဥပဇေဆရာကျွန်တော်တို့စီရောက်လာတာဖြစ်တယ်ဟာလေလုယာရှင်ပြန်ထမြောက်ခြင်းတကောမရှိဘူးဆိုရှင်ကျွန်တော်တို့ခုချီးမွမ်းနေတဲ့ချီးမွမ်းခြင်းကကျွန်တော်တို့နဲ့ဘယ်ဆိုမရဘူးကျွန်တော်ဘယ်လိုချီးမွမ်းအရှင်တော်ဝင်တော့မပါဘူးရှင်အဲ့ဒါဘယ်နဲ့ဆိုမှမနိုင်ဘူးကျွန်တော်တို့စွတောင်းခြင်းနဲ့ဝိညာဉ်တော်နဲ့တခြင်းဆိုတဲ့အခါမှာအဲ့နတ်ဆိုရကျွန်တော်ဆင်းနေထပ်တော်တာအာမင်ဘယ်တော့လို့ ministry တို့အကွေး ministry မှာခလေးတွေအားလုံးခေါ်သွားရဲတဲ့သူတို့ orphanage ခလေးတွေပေါ့နော်ဘယ်ခေါ်သွားမှလည်းမသိဘူးကျွန်တော်စွတောင်းတယ်ဖျားရှင်ပွဲမှာဆောင်းချက်မှာဒီခလေးတွေတယောက်စီကိုရောင်းစားမှာကျွန်မအားဆိုးနေတယ်သူတို့ကလူကိုလူတော်မြင်တာမဟုတ်ကရိယာလို့တစ်တပင်လို့ဂျင်စိတူးတယ်လို့တူတဲ့ပုံစံမျိုးပေါ့နော်အဲ့ဒါမျိုးတွေကျွန်တော်တို့နိုင်ငံမှာအများကြီးစုတောင်းစရာရှိတယ်ဒါအဲ့တန်ရှင်တော်ဝင်တော်ရှင်ပြန်ထမြောက်တဲ့အခါမှာတန်ရှင်တော်ဝင်တော်လောကကြီးကျွန်တော်တို့ယုံကြည်သူထဲကိုရောက်လာတာဖြစ်တယ်ဟာလေလုယာဟုတ်ပြီနံပါတ်1ကဘာလဲဆိုလို့ရှင်နံပါတ်1မှာတော့ဘာပြောတယ်ဆိုရှင်သူကစုတောင်းဖို့ရအတွက်စုတောင်းနိုင်ဖို့ရအတွက်သူကတန်ရှင်တော်ဝင်တော်ကျွန်တော်တို့မဆတာဖြစ်ပါတယ်Zakri ang nagadicha kanji tese angye tese ma shi bare akanji senit angye tese maဟုတ်ပြီangye tese ma ba ပြောထားတယ်လဲဆိုလို့ရှင်ခတ်သိန်းတော်လူမျိုးတို့နဲ့အရင်ဖွင့်သောပရိငင်ကိုဖြစ်လို့ရှိဂျေဇူးအမည်ရှိသောငါ၏တောင်ဝိကိုယူ၍ဂျီသူပရိငယ်သူနိမဆာဖြစ်သောကြောင့်ထရဖြစ်နှုတ်ကပတ်တော်ကိုနားလည်ကြ၏တဲ့ဆိုတဲ့ခါကျကျွန်တော်တို့ဆူတောင်းဖို့အတွက်သူကတုံတင်ပေးတယ်နောက်နံပါတ်2ကဘာလဲဆိုနှုတ်ကပတ်တော်နားလည်သဘောပေါက်ဖို့တန်ရှင်တော်ဝင်တော့တုံတင်ပေးတာဖြစ်တယ်ယောဟန်7:26မှာပါပါတယ်ကျွန်မတော့ shop to ပဲကျွန်မသွားတော့မယ်နောက်ပွဲတော်လည်းရှိတဲ့အတွက်ကြောင့်နောက်ဘာကိုထပ်ကူညီပေးတယ်လဲဆိုရှင်တန်ရှင်တော်ဝိညာဉ်တော်မှာကျွန်မတို့ရှောက်လှမ်းတက်ဖို့တော့ကူညီပြလူအနေနဲ့ကျွန်မတို့မရှောက်လှမ်းတက်ဘူးတန်ရှင်တော်ဝိညာဉ်တော်ကကျွန်မတို့နဲ့အတူရှိတဲ့အခါမှပဲဘယ်လိုရှောက်လှမ်းရမလဲဆိုတော့ကျွန်မတို့နားလည်သွားတာဖြစ်ပါတယ်နောက်ပြီးတော့အခုဝတ်ပြုကိုးကွယ်ခြင်းဆိုတာတွေနော်တန်ရှင်တော်ဝိညာဉ်တော်မပါရင်အေး worship တွေမှာဘာမှလုပ်လို့မရဘူးကျိုးရပညာရှင်ကြီးဘယ်တော့ပဲတော်တင်းနေတော့တောင်းတင်းတော်နော်အရှင်တော်ဝိညာဉ်တော်မပိုင်သူကတန်ပြီးတဲ့ခရိယာပဲဖြစ်ဝိညာဉ်တော်နဲ့သူတို့ဒီမှာကျွန်မဝဲတောင်လည်းပြောတယ်စက်တယ်လည်းပြောဖို့ပါတယ်သူတို့ worship team ကိုကျွန်မခဏပြောတယ်အေး hill song ကြီးguitarist တယောက်ပါပြောတယ်ဆိုဒီတပတ်တော့ကျွန်တော် worship မှာကျွန်တော်ဒီချင်းမတီးဘူးဘာကြောင့်လဲဆိုတော့ဒီတပတ်လုံးကျွန်တော် company မှာအရာအလုပ်များလို့ကျွန်တော်စက်ကမှုအရာအားနေတယ်ဒါကြောင့်ကျွန်တော် worship မှာကျွန်တော်ဒီတိုင်းမတီးဘူးလို့ပြောတယ် worship team ဆိုတာမှမဟုတ်ဘူးနော်
တကယ်တော့ရှင်တော်ဝင်တော်နဲ့ဒီပြိတ္တကိုမိတ်ဆက်ပေးတဲ့ဦးဆောင်သူများဖြစ်တဲ့အတွက်ကြောင့်သူတို့ခန္ဓာစိတ်ဝိညာဉ်တန်ရှင်းနေဖို့လိုအပ်ပါတယ်စိတ်ထားပြုစင်ဖို့လိုအပ်ပါတယ်အနေထိုင်စင်ချင်ပြမတကယ်တန်ရှင်းတဲ့တက်တာရှိဖို့လိုအပ်တာဖြစ်ပါတယ်ကျွန်မမပြောဘယ်သူမှမပြောဘာကြောင့်ဆိုဝိညာဉ်တော်ပြောခိုင်းလို့ကျွန်မပြောတာဖြစ်တယ်ဘယ်သူမှမဆိုကျွန်မချစ်လို့ပြောတာဖြစ်တယ် worship team ဆိုတာ drum ပဲတီးတီး guitar ပဲတီးတီးတချင်းမဲဆိုဆိုဘာပဲလို့သူဟာတန်ရှင်းတဲ့တက်တာရှိတဲ့ခါကျတော့သူတို့ကကျွန်တော်တို့ထက်တန်ရဲ့ဝိညာဉ်တော်ဒုနဲ့ပြီးသွားတယ်လို့ဖြစ်တယ်ဟာလေလုယာအဲအကြောင်းကိုကျွန်တော်တို့ထက်တန်ရဲ့သူတို့ကောင်းကြီးရတာဖြစ်ပါတယ်ဟာလေလုယာသူတို့မထင်မဲ့တဲ့ကောင်းကြီးတောင်ဘုရားရှင်ပေးမှာဖြစ်ပါတယ်အာမင်ကျွန်တော်တို့စိတ်ထားဖြူစင်ဖို့လိုတယ်လို့ဒီကျင့်ကြံပြုမှုနေထိုင်ခြင်းနဲ့တန်ရှင်းဖို့လိုတာဖြစ်ပါတယ်ကျွန်တော်တို့ worship လို့ကိုတင်ပြီးတာဘယ်မှာလဲworship နဲ့ခုနကတော့ကျွန်တော်တို့ဆူသွားတဲ့တခြင်းတွေဆိုရှင်second chronicle ရာဇဝင်ချုပ်ဒုတိယဆောင်ခန်းကြီး20မှာဂျဟိုဆဖက်နဲ့သူ့လူတွေဖျားရှင်ဝေကာတာသူတို့ဘာမှမချီးမွမ်းခြင်းတခြင်းပဲသူတို့ဆူနေတာဖြစ်တယ်သူတို့ရှောက်ထွေးသွားတာဖြစ်တယ်ရန်သူတွေအားလုံးကသူတို့ချင်းချင်းရှောက်ထွေးသွားတာဖြစ်တယ်အချင်းချင်းတိုက်ခိုက်တဲ့အခါမှာသူတို့နေထိုင်ဘာမှမလုပ်ဘဲနဲ့အောင်မြင်သွားတာဖြစ်တယ်ဟာလေလုယာကျမတို့ဘလောက်ပဲခက်ခဲနေပါစေကျမတို့အဆိုးဆုံးနေရာမှာကျမတို့ရောက်နေပါစေကျမတို့ဖျားရှင်ဂျေဇုတော်ချီးမွမ်းချီးကိုကျမပူဇော်နေရဆိုဒီအရာတွေအလုံးဖျားရှင်ပြင်ဆင်ပေးမယ်ဆိုတော့ကျမတို့တန်ရှင်းတော်ဝင်တော့ပြုပြင်ခြင်းဖြစ်တယ်ဆိုတော့ကျမတို့တွေ့ရတယ်နံပါတ်5ချက်ကတော့ဘာပဲလဲဆိုကျမတို့ကသားဖြစ်ခြင်းအခွင့်ကိုယုံကြည်ရတယ်ဒါယောမအခန်းကြီး7ရဲ့ဆက်မှာငါမှပေါ်ပြထားတာဖြစ်တယ်ကျမတို့ရဲ့ sonship ကျမတို့ဖျားပြတားဖြစ်ရတဲ့ခွင့်ရတယ်လို့ဖြစ်တယ်ဟာလေလုယာအခုချိန်မှာဆိုရှင်နော်တမရတယောက်ရဲ့တားဆိုရှင်ပခုံးဒီလိုဖြစ်တာဟိုဘယ်ကတိရဲ့တားအဲ့ဒါတွေကအကုန်လုံးဝိပြောက်သွားမှဖြစ်တယ်ကျမတို့ sonship အကောင်းတဲ့နိုင်ငံတော်မှာစကြဝဠာတစ်ခုလုံးဖန်ဆင်းပိုင်သားထားတဲ့ဖျားပြတာဖြစ်ခြင်းခွင့်ကိုကျမတို့ရရှိတာဖြစ်တယ်ဟာလေလုယာကျမတို့တာမန်လူတွေမဟုတ်ဘူးတာမန်လူတွေလိုမနေပါနဲ့ဖျားပြတာသမီးဆိုရှင်ဖျားပြတာသမီးလို့ကျင့်ကြံပြုတ်ဝင်နေထိုင်ဖို့ဘုရားရှင်လူတော်ရှိတာဖြစ်တယ်ဟာလေလုယာအဲ့ဒါကိုတရှင်တော်ဝိညာဉ်တော်ဘုရားကျမတို့ကိုကြီးထောက်ပံ့ပေးတာဖြစ်တယ်နောက်တစ်ခုဘာလို့ပြီးတယ်လဲဆိုကျမတို့အဖြစ်နမိတ်လက္ခဏာဟာလေလုယာကျမတို့နှလုံးသားထဲမှာတကယ်ပဲကိုယ်တော်တကယ်ရှိတယ်ဆိုရှင်ကျမတို့အဖြစ်ဘုရားရဲ့နမိတ်လက္ခဏာလို့သွားမှာဖြစ်တယ်ဘယ် evangelist မဟုတ်ဘူးခင်ဗျာအဖြစ်နမိတ်လက္ခဏာဖြစ်မှာဖြစ်တယ်ဟာလေလုယာအာမင်နော်ပြပအဖြစ်နမိတ်လက္ခဏာဖြစ်သွားမှာဖြစ်တယ်ဟာလေလုယာဆရာတော်အဖြစ်နမိတ်လက္ခဏာဖြစ်မှာဖြစ်တယ်ဘုရားသခင်တတ်နိုင်တယ်နော်ကျမတို့အသုံးပြုချက်နဲ့ကျမတို့ကမပေးတာညာတော့ကျမတိတ်မကောင်းဘူးမဟုတ်ဘုရားသခင်ကကျမတို့တောင်းချင်အနာရောဂါလေးငြိမ်းသွားတာဖြစ်တယ်ဟာလေလုယာအာမင်မကောင်းတဲ့အခြေအနေကနေကောင်းတဲ့အခြေအနေဇနီးတဲ့ဘယ်လောက်ချစ်တယ်မရှိဆူတောင်းတဲ့ခါမှာခင်မွန်းနေတဲ့အသက်တာတကယ်ပြောင်းလဲတယ်နော်တကယ်ပြောင်းလဲတယ်ဝိညာဉ်တော်နှုတ်ကပတ်တော်မဖတ်ခြင်းနဲ့ခင်မွန်းတယ်နှုတ်ကပတ်တော်ဖတ်လာခြင်းဒီလေတကယ်အမွေနမိတ်လက္ခဏာဖြစ်တယ်မိသားစုထဲမှာအရာထူးခြားတာဖြစ်တယ်အဲ့ဒါလည်းဘယ်သူကဥဆောင်တယ်လဲဆိုနှုတ်ကပတ်တော်ပဲဥဆောင်တာဖြစ်တယ်အဲ့ဒါဂါလတိ 3:5 မှာကျွန်တော်တို့တွေ့ရတယ်နောက်တစ်ခါကျယုံကြည်ခြင်းGive us faith. ယုံကြည်ရဆိုတာဆလမန်ညငါယုံနေဆိုတာမဟုတ်ဘူး။ယုံကြည်ဆိုနှလုံးသားထဲမှာတပါယုံကြည်တဲ့ faith အဲ့ဒါဘုရားသခင်နဲ့ပဲရှိတယ်။လူနဲ့မရှိဘူး။ဘုရားသခင်တကယ်ယုံကြည်တဲ့ဟာကိုယုံကြည်ခြင်းလို့ခေါ်တာဖြစ်တယ်။အဲ့ဒါကိုလည်းကိုယုံကြည်ခြင်းယုံလို့မရဘူး။ဘုရားသခင်ပြီးမှတန်ရှင်းတော်ဝင်တော်ပြီးမှဒါအဲ့ faith ကိုကျွန်တော်ရရှိတာဖြစ်တယ်ဆိုတာကျွန်တော်နှစ်ကော43မှာကျွန်တော်တွေ့ရတယ်။နောက်တစ်ခါကျတော့ကျွန်တော်တို့ကိုရဲရင်ချင်း give us boldness ကျွန်တော်ရဲရင်ချင်းပေးတာဖြစ်တယ်ဘုရားသခင်ကကျွန်တော်တို့ဒီမှာနှစ်တင်မောတေခန်းချစ်တဲ့ငယ်ခွန်ပါပြောလဲဆိုတကောပါသောစိတ်ချစ်တတ်သောစိတ်ရှင်းလင်းသောစိတ်သဘောကိုပေးတော်မူ၏ကျွန်တော်တို့တချို့ဆိုရှင်တဘာပတိလောက်ပါဆို
ဘာကြောင့်လဲသူ့မှာ confidence မရှိလို့ဖြစ်တယ်လက်နေအလူတုံနေတာဘာကြောင့်လဲဆိုတော့သူ့မှာ boldness မရှိသေးဘူးသူစမဝိညာဉ်တော်တကူမရှိသေးဘူးဆိုကျွန်တော်ကြည့်ရဖျားသခင်ရဲ့ဝိညာဉ်တော်ကျွန်တော်ရရှိပြီဆိုရင်ကျွန်တော်ရဲရှင်းတယ်လူမိုက်တော့ဘူးရဲရှင်းဟာလေလုယာရဲရှင်းတယ်နှုတ်ကတော်ဝင်ခတ်ဖို့တက်ကိုတက်တဲ့ຢာလေးတွေပေါ့နော်ဝင်ခတ်ဖို့ရဲရှင်းတယ်ဘုံတော်ရှင်မကျွန်မတခါမြို့သမီးတင်ထမ်းမှာတရားကတချင်းကျွန်မအတန်တော့မကောင်းဘူးတဲ့အတန်တော့နားမထောင်ပေးကြပါနဲ့ကျွန်မတချင်းနဲ့ကောင်းကောင်းမဆိုတတ်ဘူးတဲ့စာသားပဲနားထောင်ပေးပါဆိုသူတချင်းဆိုခိုင်းတယ်ပြီးတင်တန်းပြီးတဲ့ခါနောက်ဆိုဘယ်တော့မှမပြောနဲ့တချင်းဆိုပါတယ်ဆိုမှအတန်နဲ့နားထောင်ရမှာပေါ့ဒါတချက်အတန်မနားမထောင်ဟောဆိုဖတ်လိုက်လေလို့ဟုတ်မလားကျွန်မကအတန်ကမကောင်းဘူးတို့ကြီးနဲ့အဲ့ဒါကြောင့်ကျွန်မဆိုတဲ့ချင်းကိုစာသားပဲနားထောင်ပြီးချာစာတချင်းဆိုမှပဲစာသားနားထောင်ဖို့မဟုတ်လားအတန်ရောတချင်းရောကျွန်တော်နားထောင်ဖို့ဖြစ်ပါတယ်ဟာလေလုယာအာမင်အဲ့ဒါသူ့မှာ boldness မရှိဘူးသူ့ထဲမှာယုံကြည်စိတ်ချမှုရှိတော့သူအဲ့လိုတုံရီဖြစ်တာတချင်းကလည်းဆိုချင်သေးတယ်ကြောက်သေးတယ်ဆိုတော့မဟုတ်တော့နော်အဲ့ဒါကျွန်တော်တို့ boldness အဲ့ဒါလည်းတရှင်တော်ဝိညာဉ်တော်ပေးမှပဲရတာဖြစ်တယ်ဆိုတော့ကျွန်တော်ပြောချင်ပါတယ်လို့ဒီနေ့ကျွန်တော်တို့ဝင်ခါတဲ့ဟာတွေကဘွဲတော်မင်္ဂလာနဲ့လည်းတိုက်ဆိုင်တဲ့တော့အချိန်ကို short to the point ဖြစ်နေအောင်နော်ပြေးတာနောက်နေလိုက်ကြဆိုတော့ကျွန်တော်ပြေးချွေးတောင်ထွက်တယ်အဲကြောင့်မလို့ကျွန်တော်တို့ဟာယနေ့ကျွန်တော်တို့ဝင်ခါတဲ့ဟာပါလဲတေခြင်းမြတ်စုမအောင်မြင်တဲ့ဖခင်ပေါ့နော်ဘာကြောင့်ရှင်ပြန်ထမြောက်ရတယ်ဆက်ဘာကြောင့်ရှင်မြန်ထမြောက်ဖို့အတွက်လိုအပ်တယ်ဆိုတဲ့အချက်ခုနှစ်ချက်နဲ့ရှင်တော်ဝင်တော့ပြုတ်ပြတဲ့အချက်ရှစ်ချက်ကိုကျွန်မအတူလေးနဲ့ကျွန်တော်ဝင်ခါပေးတာဖြစ်ပါတယ်ရောက်တိုင်းတော့ဖျားရှင်ကောင်းချီးပေးပါစေအာမင်ကျွန်တော်တို့ဘယ်တော့မင်္ဂလာဝန်ဆောင်ဖို့အတွက်ပြင်ဆင်ကြရအောင်